ရှုနေတာမဟုတ်ဘူးမှတ်နေတာမဟုတ်ဘူးမရှိတာလေးသိလိုက်တာအဲ့ဒါမဲ့စိတ်ဖို့စိတ်ပဲရှိသေးတယ်စိတ်ချင်းရှုတာမဲ့ညာဘုံညာမဖြစ်သေးဘူးဖေရှုပါများမှကြည့်ပါများမှညာကညာပြီးညာဖြစ်လာမှမဲ့ညာဘုံညာဖြစ်မယ်ပေါ်လာတဲ့စိတ်ကလေးကိုဥပ္ပခါချနိုင်အောင်ကြိုးစားပယ်လို့လည်းမရဘူးဒီခန္ဓာကြီးမတည်သေးလို့များပေါ်မှာပဲမတွေ့လို့လားတတန်နေလုံးကတွေ့ခဲ့တယ်ငါစိတ်ငါကိုငါဟာငါဥစ္စာလို့အခုတော့တွေ့ရလည်းမရှိပါလားမရှိတော့တာပါလားပေါ်ပြောက်တာပါလားငါဟာလို့လေငါအကူလို့ငါဟာလို့လေပြောစရာမရှိပါလားကိုယ်တိုင်လန်ဒိဋ္ဌိကသိအောင်အဲ့ဒါ message ဖို့စိတ်ပဲဖေပထမရှုစားတော့စိတ်တလေဉာဏ်တလေစိတ်တလေဉာဏ်တလေပဲမမိတစ်ချက်မိတစ်ချက်ပဲတတိချဝိရိယစိုက်ပြီးပညာနဲ့ကြည့်နေမှဉာဏ်ကနိုင်လာတယ်ပညာကနိုင်လာတယ်အဲ့ဒီကျမှမဲ့ညာဘုံညာဖြစ်မယ်မဲ့ညာဘုံညာဖြစ်မှနိဗ္ဗာန်ရောက်မယ်ဗျာတပည့်တော်တို့အားထုတ်နေတာမအိုရမနာရမတရားဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရေးအတွက်ဟောဒီပฏิပဋ္ဌာန်အလုပ်ကိုလုပ်နေတာပါဗျာဘာလို့ဖို့ထိုင်ရတာလဲဘာလို့ဖို့အားထုတ်ရတာလဲဆိုရင်အဲ့ဒါပဲဒီယုတ်ကြီးရတော့တဘဝတဏ္ဍစာအိုမှာပဲနာမှာပဲသိမှာပဲနောက်ထပ်ဒီခန္ဓာမရှိမှနိဗ္ဗာန်ဆိုတာယုတ်လည်းမရှိဘူးနာလည်းမရှိဘူးမရှိမှမအိုမနာမသိအိုနာဒီလောကမှာလွတ်ချင်လို့တတိပဌာန်အလုပ်လုပ်နေတာပါဗျာအသင်္ကတပထမနိရောဓသစ္စာနိဗ္ဗာန်ဟုခေါ်အမြတ်တော်ကြီးကိုမအိုရမနာရဖြစ်တဲ့အသင်္ကတပထမနိရောဓမဖြစ်မပြည့်ရဖြစ်ပြကဒုက္ခသစ္စာမဖြစ်မပြည့်ရကနိရောဓသစ္စာနိဗ္ဗာန်ဟာခန္ဓာနဲ့စက်လျက်ဖြစ်သိပြီးမှရတာမဟုတ်ဘူးမသေးခင်မျက်မှောက်ပြုရမှာအသင်္ကတပရမတ်ကတော့ကတ်ဆောင်ရမှာအတွေ့နိဗ္ဗာန်သဘောမြတ်တတ်ကလေးမြင်အောင်ကြည့်ပါစိတ်ဆိုတာတဲ့သဘောလေးနေရာရောက်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကနိဗ္ဗာန်စိတ်ဖုံးနေတယ်စိတ်ဆုံးရင်နိဗ္ဗာန်တွေ့လိမ့်မယ်စိတ်မရှိလူစီကောင်းပဲလေဒီယုတ်ကြီးမတည်လေးလည်းမြတ်ပေါ်မှာပဲတို့တော်ညာလေဒီစိတ်အကြောင်းလေးအခုတတိပဋ္ဌာန်နဲ့ပွားလိုက်တော့ဘယ်မလဲအကောင်ထဲလုံးရသဏ္ဍာန်ပုံဟာနမိတ်ကင်းစိတ်နေတော့ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်ပုဂ္ဂိုလ်လည်းမဟုတ်တတ္တဝါလည်းမဟုတ်သိချကြည့်ပေါ်ပြောက်ပဲ
ဒီနာမွေဒီနာသေးတာပဲကပ်ပေါ်ကပ်ပြက်ပဲအဲ့ဒါကိုဗုဒ္ဓကသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရဆိုတာလူများပြုပြင်လို့ပေါ်ရတာကြားစိတ်ကလေးအခုတပည့်တော်အတန်နဲ့အရှင်ဘုရားတို့နားနဲ့တိုက်မှကြားစိတ်ပေါ်လို့ရတာသင်္ခါရတရားတွေခရအစကလည်းမရှိဘူးအရှင်ဘုရားတို့နားတယ်တပည့်တော်အတန်နဲ့ပါမသွားဘူးဒီကြရလေးကြီးနာကတရားနာညာကခန္ဓာစိုက်နိုင်အောင်ကြည့်တပည့်တော်ဗဇာပြန်လမ်းမဆုံးစီနဲ့ကြည်စမ်းခရမဖြစ်ခင်ကလည်းမရှိဘူးအရှင်ဘုရားနားတယ်လည်းမရှိဘူးဝရဖြစ်ပြီးတော့လည်းမရှိတော့ဘူးဝိယာကဖြစ်ဆဲလေးခုကြားစေလေးကြည့်လိုက်စမ်းပါရှိတာတွေ့သလားမရှိတာတွေ့သလားအတိတ်ပြီးပြီးသားတွေလည်းမတွေးနဲ့ဗျအနာကမရောက်သေးတာတွေလည်းမတွေးနဲ့အခုပြစ္ဆုတ်ပံပေါ်စေလေးတည့်တယ်လေးကြည့်မရှိတာပဲမရှိမှမရှိတာမခိုင်မှမခိုင်တာမမြဲမှမမြဲတာကြီးငါဥစ္စာလုပ်လို့မှောင်းအဲ့ဒါဒိဋ္ဌိပဲဘဝများစွာသံဃာကခန္ဓာ၅ရပ်ငါပဲမှတ်၍ဒီခန္ဓာကိုဝိညာဉ်နဲ့ခန္ဓာကိုငါကြီးချင်ခဲ့တယ်မပြတ်ငါချင်ငါလာပြီဟုငါလည်းအမြဲဒိဋ္ဌိဇွဲကြောင့်အမြဲမှန်သောသံဃာမှသုံးပြဝိတွင်းနှွေကွင်းမိဘူးတတိချုပ်၍လိယုနိုင်စကြံကြွေးကြတော့ကြံတော့မှာမက်ဆေ့ကိုသိတဲ့ကြံတော့မှာငါဝခန္ဓာမဟုတ်ငါဟုကလျာဏညာအမြင်မှန်ကိုဧကံရရှိလက်ကိုင်မိမှာဒိဋ္ဌိကင်းကွာလို့ရှင်းရသည်လေးရပဲလူကြောင်းဒီသောတာပန်ဆိုတာအပေစကားလိတ်တာလားဖျားဒီခန္ဓာကိုငါချင်းနေမြတ်ဒီဝိညာဉ်နဲ့ခန္ဓာစိတ်ကိုငါချင်းနေမြတ်အပေကမလွတ်ဘူးဖျားအခုတတိပဋ္ဌာနာဘာဝနာပွားနေလို့ဘယ်မလုံးကပေါ်ပြောက်အစလည်းမရှိဘူးပေါ်ပြီးတော့လည်းမရှိတော့ပေါ်စေးလေးတယ်ကြည်သမ်းအကောင်အထည်လားလုံးရတန်တာပုံဟာနမိတ်ရှိရလားလက်ညှိုးထုတ်ပြစရာရှိရလားကိုင်လို့ရရလားဖမ်းလို့တွေ့ရလားစမ်းလို့မရလားတတိယဥစ္စာပြချမ်းမလို့နေတဲ့ဖျားကိုယ်စိတ်ကိုကြည့်ရပါရှိရလားအကောင်အထည်မဟုတ်ဘူးဗျာသူကဒီယုံကြည်ရှိနေမြတ်ပေါ်မှာပဲသဘာဝပဲဒါငါကွာလို့ရဘယ်မလို့ငါလည်းမရှိဘူးငါဥစ္စာလည်းမဟုတ်ငါဟာလည်းမဟုတ်ပြပြလည်းမရှိဘူးယူစရာလည်းမရှိစွဲစရာလည်းမရှိဒီတတိပဋ္ဌာန်နဲ့ပွားထားမှာမဲ့ညာဖွင့်လည်းပြည့်လို့နိဗ္ဗာန်ကိုညာရောက်နိုင်ပြီဗျာနိဗ္ဗာန်ခန္ဓာကြီးရောက်တာမဟုတ်ဘူးညာရောက်တာသာဥပတိသီလနိဗ္ဗာန်မသိခင်ရရအနုပါတိသီလနိဗ္ဗာန်ကသိပြီးမှရောက်ရအခုမသိခင်တွေ့တဲ့